Hello အားလုံးပဲမင်္ဂလာပါဆက်ဂိမ်းမြန်ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာကတော့ Free Fire လအတွင်းနဲ့အခြားသောလတွေမှာရောက်ရှိလာမယ့် event တွေကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ကက်တီတော့ကဖြစ်ဒီဗီဒီယိုကိုဒီ God of MLBB ဆိုတဲ့ channel ကနေယူထားဖြစ်ပါတယ်သူ့ကိုလည်း credit ပေးပါတယ်ဒီဘာဖြစ်လို့ယူထားလဲဆိုတော့ကျွန်တော်ရဲ့ဒီ server ကပေါ့နော်အခုလိုမျိုး skin ပုံစံမလာဘဲနဲ့အစားထိုးပြပေးတဲ့ပုံစံအနေနဲ့ပဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ယူထားတာဖြစ်ပါတယ်ကဲဒီတော့ပထမဆုံးတစ်ခုအနေနဲ့ကတော့ဒါ Fanny ရဲ့ Legend Skin ပဲဖြစ်ပါတယ်ဒီ Fanny ရဲ့ Legend Skin မှာဆိုရင်ဒီလိုမျိုးဒီသူ့ရဲ့ဒီ event shop ပေါ့နော် event shop မှာဆိုရင်အခုလိုမျိုး stand skin တွေအရင်ဒီ Gonafia ရဲ့ legend skin တွေအထိပြန်ပြီးဝယ်လို့ရမှာဖြစ်ပါတယ် Gonafia ရဲ့ legend skin တော့ဒီ rubber လောက်ပြီးသွားမယ်လို့သိထားရပါတယ်နောက်ပြီးသွားရင်တော့ဒီကောင်ကဘယ်တော့မှလာမလဲဆိုရင်တော့ဒါ March လနဲ့ April လအတွင်းမှာပဲရောက်ရှိလာမှာဖြစ်ပါတယ်ဒီတော့တော်တော်လေးမှမိုက်တယ်ပေါ့နော်price pool တွေအနေနဲ့ကလည်းအကုန်လုံးဒီဘာကိုပြန်ပြီးတော့ပါဝင်လာပါတယ်သူကအရင်နှစ်တော့ဒီ 5-on-5 တို့ All Star တို့ event လိုမျိုးပဲရောက်ရှိလာမှာဖြစ်ပါတယ်โอเคဒီတော့ဒီကြားထဲမှာတခုပြောချင်တာကျွန်တော်နည်းနည်းသိပ်ပြောနေမကောင်းလို့ပေါ့နော်အတန်အနေနဲ့အဆင်ပြေတာရှိရင်တစ်ချက်နားလည်ပြီးဖို့တောင်းဆိုချင်ပါတယ်ဒီ Fanny ရဲ့ Legend Skin ကတော်တော်လေးမှလည်းမိုက်တာဖြစ်တဲ့အတွက် Fanny player ရင်းနဲ့ကတော့ဒါယူသိနေလို့ထင်ပါတယ်သူကဒီ Go ID တို့ Silver ID တို့နဲ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်โอเคဒီတော့ကျွန်တော်တို့နောက်ထပ်ဒီ event တစ်ခုကြောင်းသွားကြမယ်ပေါ့နော်နောက်ထပ် event တစ်ခုအနေနဲ့ကတော့ပြောရမယ်ဆိုရင်ဒါကအားလုံးစောင့်မျှော်နေကြတဲ့ Valentine event ပဲဖြစ်ပါတယ်ဒီ Valentine event မှာဆိုရင် Leslon နဲ့ Order 2 skin ရောက်ရှိလာမယ်ဒီသူ့ရဲ့ event ကတော့ February လ1ရက်နေ့မှာရောက်ရှိလာမယ်ဒီ event ရောက်ရှိလာမယ့်အခါကျရင်အခု Xavier ရဲ့ collector event ဟာပယ်သွားမယ်ပေါ့နော်မရှိတော့ဘူးဒီ event ပဲရောက်လာမှာဖြစ်ပါတယ် Okay ဒီတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်ဒီမှာဆိုရင်တော့ဒီ skin တစ်ခုကို point 2000ပေါ့နော်ဒီ collection point 2000ရရှိမှာဖြစ်ပါတယ်ဒီသူ့ရဲ့ animation ပုံစံလေးတွေကလည်းတော်တော်လေးမှလည်းချစ်စရာကောင်းတယ်လို့ပြောလို့ရပါတယ် brother တို့အနေနဲ့ရောဘယ် skin ယူကြမလဲတော့ကျွန်တော်အနေနဲ့မသိဘူးဒါပေမဲ့လည်းကျွန်တော်ကတော့ဒီထဲမှာတော့ဒါ Lancelot ရဲ့ skin ကိုတော့တခြားပါယူပြလိမ့်မယ်ပေါ့နော်ဟိုတက်ကတော့တိတ်ပြီးတော့မကိုင်းတော့ယူပြမယ်မယူပြဘူးဆိုတာကတော့ကျွန်တော်အနေနဲ့လည်းတခြားပြောလို့မရဘူးသူကရောက်လာခြင်းဖောက်မယ်ဆိုရင်ဒီသူကဒီ collector event လိုမျိုးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် Freedom ကနေအနေနဲ့ကတော့အခု80ရမယ်Freedom ကအခု80ကသူ့အနေနဲ့ရက်နဲ့လာမှာလားဆိုတော့ရက်နဲ့လာမှာမဟုတ်ဘူးသူကဒါတိုင်းပေါ့နော်ဒီ event လာတွေက test တွေလုပ်ပြီးတော့အဲ့လိုမျိုး diamond ပညာတော့ test တွေလုပ်ပြီးတော့မှ Freedom ယူလို့ရမှာဖြစ်ပါတယ် Okay တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရတယ်ရောက်လာခဲ့တဲ့ခါကျတော့ကျွန်တော်နေဖောက်မှာပေါ့နော်ဒါကတော့ Oda ရဲ့ intro animation ပုံစံလေးပါသူ့ရဲ့ intro animation ပုံစံလေးကတော်တော်လေးမှချစ်စရာကောင်းတယ်လို့ပြောလို့ရပါတယ်ဒါသူကတော့သူတို့နှစ်ယောက် by one shot ပေါ့ဗျာintro ပြန်ပြီးရှင်းပြရမယ်ဆိုရင် by one shot ရယ် by one shot ပြီးတော့မှ Oda ကနိုင်တယ် Lancelot ကရှုံးတယ်เนาะအဲ့လိုမျိုးပုံစံလေးနဲ့လာပါတယ်တော်တော်လေးမှလည်းချစ်စရာကောင်းတယ်လို့ပြောလို့ရပါတယ်ဒါ Valentine ဆိုတဲ့အတိုင်းပဲ Valentine skin တွေရဲ့ဒီထဲမှာပါပေါ့နော်ဒီ Valentine skin တွေထဲမှာမှဒီအခု skin နှစ်ခုဟာဆိုရင်တန်ဖိုးလဲကြီးလို့လာတာကလည်းအရင် Valentine skin တွေနဲ့သွားရှင်းလို့မရဘူးဆိုပြီးတော့ပြောလို့ရတဲ့အနေအထားတစ်ခုထိလာပါတယ်ဒီတော့ဒါတော့ Oda ရဲ့ဒီ in game ဒီ effect တွေပေါ့နော် scale effect တွေပဲဖြစ်ပါတယ်ပုံစံလေးကတော်တော်လေးမှလာတယ်လို့ပြောလို့ရတယ်Valentine ဆိုတဲ့အတိုင်းပဲဒီသူ့ရဲ့ scale ပုံစံဘာညာအစတော်တော်မိုက်တယ်ပေါ့နော်နောက်တစ်ခုကဒါကတော့ဘယ်လိုပြောမလဲသူ့ရဲ့နောက်ဆုံး ultimate မှာဆိုတော့ဒါ Lancelot ရဲ့ပုံရင်းရောင်နဲ့ဒါတွဲကတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်နော်နောက်တစ်ခုအနေနဲ့တော့ဒါ intro season scale ပဲဖြစ်ပါတယ်ဒါ Mia နဲ့ Florino ရဲ့ scale ပဲဖြစ်ပါတယ်သူတို့ဟာဆိုရင်လည်းဒီရှေ့ဗီဒီယိုမှာပြောသွားခဲ့တဲ့အတိုင်းပဲ diamond အနေနဲ့3000ကျော်ကနေ6000ဝန်းကျင်တွင်ကုန်ကြမှာဖြစ်ပါတယ်သူတို့ကလည်း Freedom page 1 page 2ဆိုပြီးတော့နှစ်ခါလာမှာဖြစ်ပါတယ်ဒါကတော့ Mia ရဲ့ဒါ intro animation ပုံစံလေးတွေပဲဖြစ်ပါတယ်ဒါကတော့ Mia ရဲ့ intro animation intro animation ပုံစံအတိုင်းပဲတော်တော်လေးမှလည်းလာတယ်လို့ပြောလို့ရပါတယ်သူရဲ့ skin tag ကတော့ဒါ season ဆိုတဲ့နာမည်နဲ့လာမှာပဲဖြစ်ပါတယ်ဒီတော့တော်တော်လေးမှလည်းမိုက်တယ်ပေါ့နော်ဒါအများဆုံးအားဖြင့်ဒီ season skin မှာဆိုရင်တော့ဒါအစိမ်းရောင်လေးတော့အဓိကအားဖြင့်သုံးပေးထားပါတော့ဒါ main ကလေးဖြစ်တဲ့အတွက်ပန်းရောင်တွေပါဒါပေါင်းပြီးတော့သုံးပေးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ intro ဒါ in game effect ပဲဖြစ်ပါတယ် in game effect ကတော့လည်းတော်တော်လေးမှလည်းလာလို့ပြောလို့ရပါတယ်ဒါ Mia player နဲ့ကတော့သဘောကျရဆိုတော့ယူသိတယ်ပေါ့နော်နောက်ပြီးတော့Mia ကလောလောဆယ်မှာလည်းဒါဆောက်လူကောင်းတယ်လို့ပြောလို့ရတယ်RAM မှာလည်းပြန်ပြီးတော့တိုးနေတဲ့ skin ဒီ hero တစ်ခုဖြစ်နေတာပေါ့နော်ဒီတော့မဆိုးဘူးလို့ပြောလို့ရတယ်ဒါကြာရင်တော့ယူသိနေဒါပေမဲ့လည်းကျွန်တော်အနေနဲ့တော့ဒါ Mia player မဟုတ်တော့ပါနော်ကျွန်တော်အနေနဲ့ကတော့ယူပြမှာမဟုတ်ပါဘူးတော်တော်လေးပါလေလာတဲ့ဒါ skin တွေထဲမှာတော့ဒီ skin တွေကပါဝင်နေပါတယ်
Okay ကျွန်တော်တို့ဒီတော့နောက်တစ်ခုကြည့်လိုက်ရအောင် Okay နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒါကတော့ Flooring ရဲ့ Scissor Skin ပဲဖြစ်ပါတယ်ဒီ Flooring Scissor Skin လေးဟာဆိုရင်တော့ဒါရွှေရောင်အနေနဲ့သူကသွားထားတယ်ပေါ့နော်တော်တော်လေးမှလည်းလာတယ်ဒါကတော့ကျွန်တော်အနေနဲ့ချက်စရာကောင်းတယ်လို့ပြောရမယ်ပေါ့နော်လာတယ်ဆိုတာထက်ချက်စရာကောင်းတဲ့ type ပဲသွားတယ်လာတာနဲ့ချက်စရာကောင်းတာနေကမတူဘူးဒီအဓိကဒီ in-game ထဲမှာဆိုရင်လာတာဆိုရင်လာတဲ့ဒီ game hero တွေအများကြီးရှိတယ်ချစ်စရာကောင်းတဲ့ gay hero လေးတွေကအနည်းစုပဲရှိရပါတော့ဥမာဖြစ်နာနာတို့ဒီ Angela Florino ဆိုရင်တော်တော်လေးမှချစ်စရာကောင်းတဲ့ဒါ hero တွေထဲမှာတော့ပါတယ်เนาะဒီတော့ဒီ skin ကြီးကလည်းတော်တော်လေးမှချစ်စရာကောင်းတယ်ဒါပေမဲ့ဆိုးတာကသူကဒီကျွန်တော်တို့ဒီ wine player တွေနဲ့ကြတော့တိတ်ပြီးတော့ဒါဆော့လို့ကတော့တိတ်ပြီးတော့အဆင်မပြေဘူးလို့ပြောလို့ရတယ်ကျွန်တော်တို့ကြတော့များသောအားဖြင့်Go lane တို့ဒါ ESP lane တို့ဒါ Maxman တို့အလုံးစုံပေါ့နော်ဒါ Go lane တို့ဒါ ESP lane တို့ Jungle တို့အဲ့လိုမျိုးဆော့တာများတော့ဒီလိုမျိုး sport တွေကြတော့ကျွန်တော်တို့အနေနဲ့တိတ်ပြီးတော့မကိုက်ဘူးဖြစ်နေရဲ့ဘာဖြစ်ဖြစ်ပါတကယ်လို့ကြိုက်တယ်ဆိုရင်တော့ယူသင့်ပါတယ်နော်တော်တော်လေးမှလည်းလာရလို့ပြောလို့ရပါတယ်Okay ဒါတော့သူ့ရဲ့ in game scale effect လေးပဲဖြစ်ပါတယ်သူ့ရဲ့ in game scale effect တွေကလည်းတော်တော်လေးမှလည်းလမ်းတာတွေ့နေရတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီ skin ကတော့တကယ်လို့ကြိုက်တယ်ဆိုတော့ယူသင့်တယ်သူရဲ့ ultimate သုံးတဲ့ပုံစံလေးရတယ်တော်တော်လေးမှလာတယ်လို့ပြောလို့ရပါတယ်ဒါများသောအားဖြင့်ဒီ effect ထဲမှာတော့ရွှေရောင်ကိုတော့အဓိကအဖြစ်သုံးထားတယ်ဒီ season skin ဆိုတဲ့နာမည်နဲ့ပေါ့နော်နောက်ပြီးတော့သူကဒါကတော့ ambient နဲ့ record ပုံမှာ record ဆိုပေမဲ့သူသူ record ပြန်ခေါ်တဲ့အခါမှာပေါ်တဲ့ပုံစံပေါ့နော်သူကတော့ free fire 20ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်သူက event တစ်ခုအနေနဲ့ရောက်ရှိလာမှာပါနောက်တစ်ခုအနေနဲ့တော့ဒါကတော့ Golden Spain မှာဒီ Golden Spain event ကတော့ဒါ Hanampi ရဲ့ second အနေနဲ့ပါဝင်လာပါတယ်သူ့အနေနဲ့ကတော့ဒါအရင်နှစ်တုန်းကလာခဲ့တဲ့ဒါဒီ iPhone တွေစိတ်နီပေါက်ကြတဲ့ဒီ Ruby တို့ရဲ့ skin အတိုင်းပဲဒီ skin event တို့ကအတိုင်းပဲ face skin event တို့ကအတိုင်းပဲပေါ့နော်ရောက်ရှိလာမှာဖြစ်ပါတယ်ဒီတော့ဒါကတော့ Hanampi ရဲ့ skin အနေနဲ့ရောက်လာတယ်ဒါ Hanampi ရဲ့ skin အနေနဲ့ရောက်လာဆိုတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီဟာက face skin ဖြစ်တဲ့အတွက်အများကြီးတော့မျောလင်းလို့မရဘူးအရင်နှစ်တုန်းကတော့ဒါဒီဘယ်လိုပြောမလဲဒါ Ruby ရဲ့ဒီမျိုးရွှေရောင် skin လေးရဲ့ခုနကတော့ပြပေးထားတဲ့ဒီခက်လန်းလန်း skin လေးရဲ့နှစ်ခုရှိရပါတော့အရင်နှစ်တော့ဒါ Ruby ရဲ့ဒီရွှေရောင် skin ကိုယူလိုက်ကြတဲ့လူတွေကတော့မိုင်းလိမ့်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ Ruby ရဲ့အဲ့ဒီရွှေရောင် skin ကိုသဘောကျတာပေါ့နော်ဒီနှစ်မှာလည်းအတူတူပဲဒီ Hanampi ရဲ့ရွှေရောင် skin လေးကတော်တော်လာတယ်နော်နောက်တစ်ခုနေရာဒါ Luna First event ပေါ့နော်ဒါ Luna First event မှာဆိုရင်တော့ဒါLeo Moy ရဲ့skin အသစ်ကရောက်ရှိလာမှာပဲဖြစ်ပါတယ်သူအနေနဲ့တော့ဒါကတော့ skin မလာခင်မှာဒီလိုမျိုးပေါ့နော်ဒီ diamond နဲ့ကြိုပြီးတော့ဒီလိုမျိုး short ဈေးတွေနဲ့ diamond တွေသုံးပြီးတော့ဝယ်ထားလို့ရပါတယ်ဒီတော့တော်တော်လေးမှလည်းအဆင်ပြေပါတယ် diamond တွေသုံးပြီးတော့ဒီ short ဈေးနဲ့ဝယ်ထားမယ်ဆိုရင်ပေါ့နော် okay ဒီတော့ဒါတော့ Luna skin အသစ်အနေနဲ့ Leo Moy skin ပဲဖြစ်ပါတယ်ကြည့်ဒီတော့ video လေးကတလောက်ပါပဲအဆုံးလေးလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်ဒီတော့နောက်ထပ်ဗီဒီယိုတွေလည်းတင်ပေးမှဖြစ်တဲ့အတွက်အားပေးကြပါအောင်လို့တောင်းဆိုရင်းနဲ့ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲဘိုင်မှန်ပါခင်ဗျာ